ရေပူစမ်းနဲ့ရေပူစမ်းမလေးပူရတဲ့ရေတွေနဲ့ရေပူစမ်းဒီမှာတော့ရေပူတဲ့ရေမချိုးရဘူးကျုပ်ကပြုတ်ပြီးလိုက်ကြည့်နေကျုပ်တွေပြုတ်ပြီးလိုက်ကြည့်နေတာကျုပ်ပြုတ်ဒီမှာလိုက်ကြည့်မှရှိတယ်ပွက်ဒီပွက်နေတယ်ဒီပွက်နေတယ်အများကြီးပဲတို့လားဒီပွက်ရုံးရဲအဲ့တော့ကန်လို့ဖြစ်နေတယ်နော်စမ်းကြည့်လိုက်အောင်အေးလားပူလားဟိုလိုရှိရှင်ပူတယ်ဟဲ့ကိုင်းနော်စင်းလိုက်လူကတော့ဘာပြောကောင်းဟိုးညမအောင်ရေပွက်နေတယ်ညောင်မင်းကမသေးဘူးကြာရေလောက်ပူတာလူရတော့မတားဘူးလူကျတော့ဘုရားဆူနေကျွေးရပါရောတည်ရရညောင်မင်းညောင်မင်းလည်းစိုးရနော်ဒီပုဂ္ဂိုလ်စုထွက်နေရတယ်ရေဘူးဒီမှာညောင်ပင်ဖိုင်မှန်ရေရပွက်ရေပွက်နေတယ်ညောင်ပင်ကြီးရောညောင်ပင်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 ရောအဲ့မှာရေပွက်ငွေထွက်လို့ကြည့်ကြပါညောင်ပင်အသက်ရှင်နေဘယ်နေပဲသွားမှမသိတော့ဘူးလောက်ကြပါအောင်ဟာလမ်းပြောင်းနေကြောက်ခဲလက်တက်နေကြမရှိတော့လောက်ကြနော်ဘူးကုန်းတော့မှာလမ်းပြောက်ကုန်ပြီဟာလဲသွားတော့မှာလေကြောက်ခဲစီရတက်နေတယ်ဘယ်သွားတော့ပါဘယ်လမ်းသွားတော့လမ်းပြောက်ကုန်ပြီကျွန်းတော့ကျွန်းသွားလို့ငါပူးကုန်ဟုတ်တယ်ဘလောက်ပင်နေလားဘလောက်ပင်လိုက်ညောင်းမလားညောင်းလို့ဘလောက်ဟိုတဲ့ညောင်းမင်းနော်ညောင်းမင်းတပြေးပင်တော့ဘလောက်တွေရှင်လဲဘလောက်တွေတားပေါ်ဟောဘလောက်တော့ဘလောက်တွေမဘလောက်ပင်ညားရပါတော့ဘလောက်တွေအားကြောင့်ငါလည်းတော့ဘလောက်ကတားစီကြည့်ရတယ်အားရတော့ဘလောက်ကစစ်တယ်ဗျာတားတယ်ကြောက်ခဲတွေ့ရတတ်နေဟုတ်လားတော့မသိဘူးလမ်းနေဘတ်သွားရတော့ဒီဘက်ရောက်လာနော်ပြန်မဖြစ်ဘူးကြောက်ခဲလေးရှိလို့တော်သေးရဟာတက်နေနိုင်ပြီဒီကြီးကမျက်ဖုတ်ကတက်နေဟန်အေးမကြည့်ကြအောင်